အုံးတပင်လင်တယောက်တည်းခင်ဗျဆိုရတဲ့သဘောကအုံးပင်တပင်တီးနှုံကောင်းရင်လင်တယောက်တော့အားကိုးရတယ်လို့ဆိုပါတယ်ဒါကတော့စကားပုံတစ်ခုပါကျွန်တော်တို့အုံးပင်ရဲ့အသုံးဝင်မှုလေးလာကြည့်ကြအောင်ပါဗျာဒီအုံးသီးစိမ်းတွေကကျွန်တော်တို့စီမှာဆိုရင်နှဆွဲအုံးပွဲအုံးပေါ့နော်တင်ကြတော့မြို့ပေါ်မှာဆိုရင်တော့ဒီအုံးစိမ်းကြီးတောက်ကြတယ်ပေါ့နေတွေမှာတော့အုံးစိမ်းကြီးတိတ်မတောက်ကြဘူးနှဆွဲအုံးနဲ့အိမ်တွင်းအုံးပွဲအုံးဒါမျိုးတွေတင်ကြတယ်ပေါ့နော်ဒါအုံးသီး6ပါးဆိုရင်လည်းဒါအုံးသီး6အနေနဲ့ရောင်းရပါတယ်ဒီတပင်လုံးရဲ့တစ်နှစ်ပြန်မြဝင်ငွေက4သိန်းနဲ့5သိန်းကြားမှာရှိတယ်ပေါ့နော်သူ့ရဲ့ဝင်ငွေကအရန်မများဘူးဆိုပေမဲ့လည်းဒါမျိုးပင်450ပင်ဆိုရင်တော့ဝင်ငွေကမနည်းဘူးပေါ့ဗျာဒီပင်ကခုတ်လိုက်တဲ့အုံးလက်တွေကလည်းအလကားမဖြစ်ပါဘူးဒီလိုလက်ဆံတွေထုတ်ယူပြီးတော့ဒီလိုကတ်နေရွက်တွေပြောင်းစင်အောင်တက်ပြီးရင်6တောင်လေးဘူးလမ်းပြီးတော့တိုတဲ့အဆန်တွေပေါ့တိုတဲ့ဆန်တွေကိုတော့ဒီလိုထိုင်တပြက်စီအတူထိုးလို့ရသလိုရှည်ရာတွေကိုတော့မတ်တက်သူပြက်စီပြည့်ထိုးပြီးတော့ပြန်လဲရောင်းချလို့ရတယ်ပေါ့နော်အုံးရက်တွေကတော့မြေဩဇာဖြစ်အသုံးပြုလို့ရသလိုအုံးလက်တွေကိုလည်းခုတ်ထည့်ပြီးတော့ထင်းဖြစ်အသုံးပြုလို့ရပါတယ်ဒီလောက်ဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေအုံးမေတပင်ရဲ့အသုံးဝင်ပုံကိုသိလောက်ပြီးထင်ပါတယ်ကျေးဇူးတင်ပါတယ်